ကျမတို့ညဘက်တရေကားကြည့်နေတော့အခန်းတကားဝမှာလူတယောက်ရောက်နေတယ်ကျမတို့လန့်ပြီးអော်လိုက်ကြတာပေါ့သူကလည်းလမ်းလိုက်တာတယ်လေကျမလည်းငါတို့ကတရေကားကြည့်နေလို့ပါနင်ကဘသူလဲလို့မေးလိုက်တော့ငါနာမည်ကချမ်းချမ်းပါအခုမှပွဲရထားတာနင်တို့နဲ့လာနေမလို့တဲ့ချမ်းချမ်းကငါတို့အခန်းက၄ယောက်ပြည့်နေပြီလေလို့ပြောတော့ပူပူဆိုတဲ့တယောက်ကအရင်ကဒီမှာနေတာမလားအခုသူကကြောင်းပြေးသွားပြီလေငါတို့အိယာကိုငှားမယ်တဲ့ကျမလည်းအဲ့လိုငှားလို့လဲရတာပဲလားလို့တူတူလေးပြောလိုက်တယ်ကျုံကလည်းပူကပြောတယ်ချမ်းကအပြင်မှာအခန်းမငှားနိုင်ဘူးသူ့အလုပ်ကလည်းငါတို့ကြောင်းပြေးมาတဲ့ကျမလည်းသူများအိယာကိုလာငှားနေတာပထမဆုံးမြင်ဖူးတာပဲလို့ပြောလိုက်တော့ချမ်းကတုံးတင်တာတုံးချွေတာတင်တာချွေတာရမယ်လေအပြင်မှာအခန်းတစ်ခန်းကိုကျွန်းတစ်ထောင်တောင်ပေးရတာဈေးရမ်းကြီးတာပဲတဲ့လေကျမလည်းစီနီယာမကဘွားကလည်းမလွဲပါလားငါတို့သူ့ကိုဒီမှာပဲနေခိုင်းလိုက်ရအောင်လို့ပြောလိုက်တော့ချမ်းတို့ကလည်းသဘောတူကြတယ်နောက်တစ်နေ့ရောက်တော့ချမ်းကကျမကိုနင်းစားလို့ပြီးရင်ငါတို့လက်သေးသွားလို့ရအောင်နဲ့ကျမလည်းသွားရအောင်ပါလက်သေးမလုပ်တာကြပြီးအတော်ပဲလို့ပြောလိုက်တယ်ချမ်းကဘာလို့လက်သေးလုံးမှလဲကျမကြီးထိခိုက်တယ်ဈေးလဲကြီးတယ်စိန်တပွင့်ကိုရွှန်း20ပေးရတာဒလီပိုးတဲ့အကိုတွေတနေ့လုံးနေမှာပတ်စံဘယ်လောက်ရလဲနင်တို့တီလားနင်တို့ကဝင်မရှာဘူးတော့ဝင်ရှာရတာဘယ်လောက်ပင်ပန်းလဲဆိုတာနင်တို့မှမသိတာတဲ့လေချမ်းကလည်းငါတို့ကနေပတ်စံကိုတုံးနေတာမှမဟုတ်တာလို့ပြောလိုက်တော့ဒလီပိုးတဲ့သူတွေဆိုအော်ရာတစ်ခုမှရွှန်5ချက်ပဲရတာနင်တို့လက်သေးတစ်ခါလောက်တာကသူတို့အော်ရာ90ခုလောက်သွားပို့နေရတာလောက်ရှိရဲ့မသွားရဘူးဆိုပြီးတောက်ခတ်လိုက်တယ်ရှင်တန်ရတာမလွယ်ကူဘူးပတ်စံကိုချွေတာကြဆန်းပါတယ်ချမ်းကလည်းသူလောက်တာမှန်ရဲ့လားတဲ့ကျမလည်းသူအရန်ထူးဆန်းတာပဲအခုမှတို့မသွားပဲညအရင်နေရအောင်လို့ပြောလိုက်တယ်ညရောက်တော့ကျမကယာတီဥတုကပြောင်းလာပြီးဂျာကင်တစ်ထည်လောက်ဝယ်ချင်လိုက်တာလို့ပြောတော့ချမ်းကအခုတလောနိုင်ငံရဲ့စီးပွားရေးတွေကကြာနေတာအင်ကြီးကမစုပ်သေးရင်မဝယ်နဲ့ဦးလေအရင်ကဟာတွေပဲဝင်နေတယ်ပြီးတော့သူကနင်းတက်ကတူတက်နေတော့အချိန်ပိုင်းလှုပ်တာပတ်စံဘယ်လောက်စုထားလဲတဲ့ကျမကဘာလို့လဲလို့မေးတော့နင်ပွဲရရင်ငါတို့အတူခန်းကားနေကြမယ်လေတယောက်နဲ့တယောက်ရင်းနှီးတော့အခန်းကားကိုတယောက်တော့ဝက်ခွဲပေးလို့ရတာပေါ့တဲ့ကျမလည်းရွှန်း1000လောက်တော့စုထားတယ်လို့ပြဟောတော့မစိုးပါဘူးဖြစ်တယ်လို့မဖြုံးနဲ့နော်ငါနင့်ကိုစောင့်ကြည့်နေမယ်တဲ့ယုံကလည်းအတိတရားမရှိလိုက်တာဘာလို့သူများပတ်စံတုံးတာကိုအဲ့လောက်ထင်းချုပ်ချင်နေရတာလဲတဲ့နောက်တနေ့ကျမအပြင်ကဒလီတွေတဲလာတော့ချမ်းကမာရီနင်ပါလို့အဲ့လောက်ဒလီတွေအများကြီးဝယ်ထားတာလဲတဲ့ကျမလည်းဒါတွေကငါရဲ့နေ့စဉ်သုံးပစ္စည်းတွေပါလို့ပြောလိုက်တော့နင်းစုထားတဲ့ပတ်စံနဲ့ဝယ်လိုက်တာမလားပတ်စံချွေတာပြီးအတူတူအခန်းကားနေမယ်လို့ပြောထားတယ်လေတဲ့ကျမလည်းဒါတွေကငါပုံမှန်သုံးနေကြပစ္စည်းတွေလေလို့ပြောလိုက်တယ်ချမ်းကငါကြည့်ကြည့်မယ်အတုံးမဝင်တဲ့ဟာတွေဆိုင်ကိုပြန်ပေးလိုက်ငါဆိုစက်ပြာရည်ဘူးကိုရေးထည့်ပြီးသုံးနေတာ2ဝက်လောက်ရှိပြီတဲ့ကျမလည်းစိတ်ကြက်စရာပဲနောက်ပတ်စံနဲ့ငါသုံးတာတော့နင့်ကိုခွအင်းတောင်းနေရဦးမှာလားလို့ပြောလိုက်တယ်ယုံကလည်းကိုဟာကိုကက်စီးကုတ်ပြီးသူများကိုလည်းပတ်စံမသုံးစေချင်တဲ့သူပဲလို့ပြောနေတာပေါ့ညရောက်တော့ကျမပုံကိုကြည့်ပြီးအပြင်ကနေပြန်လာတဲ့ကျမကိုချမ်းကငါနေကယူထဲမှာပို့ထားတဲ့ပုံတွေ့တယ်နင်းစဉ်းစားကြည့်နေမိဘတွေကထမင်းကြံဟင်းကြံတွေစားနေရပြီနင်ကတော့ဟော့ပေါ်စားပြီးပတ်စံတွေဖြုံးနေတယ်နင့်လို့ရကဟုတ်သေးရဲ့လားတဲ့လေကျမလည်းနင်ယူနေတာလားငါပတ်စံနဲ့ငါသုံးတာလေငါမိဘတွေကလည်းငါ့ကိုကောင်းတာလေးတွေစားခိုင်းတယ်လို့ပြောလိုက်တော့ချမ်းကဒါစုံနေပတ်စံကိုငါ့ကိုအထားငါနဲ့အစားစုပေးမယ်တဲ့ကျမလည်းအိမ်မက်နေလိုက်ငါနေနဲ့ထမင်းသွားစားတော့ကကြတော့ငါပတ်စံဖြုံးနေတယ်လို့နင်မပြောဘူးနော်လို့ပြောလိုက်တယ်ယုံကလည်းနင်ကနင့်အတွက်ပဲအမျက်ထုတ်ဖို့ကြံစီနေတာအရန်တီရလုံးနေတယ်ပြီးတော့ချမ်းကမာရီနင်ငါ့ကိုဝယ်ပေးတယ်ဖက်လေးကငါနဲ့ကွက်တီပဲလို့ပြောတော့ချမ်းကငါအဲ့ဖက်ကိုရှာကြည့်တာရွှေ800တောင်ပေးရတယ်တဲ့ဘာဖြစ်လဲလို့ပြောတော့ငါတို့ရဲ့စုထားတဲ့ပတ်စံကိုမထိပါနဲ့ဆိုနောက်ခါငါတို့ဘယ်လိုလုပ်အတူတူအခန်းကားနေနိုင်တော့မှလဲတဲ့လေယုံကလည်းစုထားတဲ့ပတ်စံတွေကမာရီဟာတွေလေနင်ကဘာတွေစိတ်တဆဖြစ်နေရတာလဲတဲ့ချမ်းကလည်းငါတို့အချင်းချင်းလက်ဆောင်ပေးတာလေနင်ကဘာတွေနာနေတာလဲဘာမှမဆိုင်ပဲမာကြီးပတ်စံကိုအပိုင်သိမ်းချင်နေရတာလဲလို့ပြောလိုက်တာပေါ့ချမ်းကမာကြီးပတ်စံကိုငါကချွေတာပေးနေတာလေစေတနာကိုနားမလဲကြဘူးတဲ့လေခဏနေတော့အဆောင်မှုရောက်လာပြီးမနက်ကဘသူ့ကိုလာနိုင်တာလဲထွက်မသွားသေးဘူးလားတဲ့ကျမတို့လည်းသူထွက်မသွားပဲအချိန်ဆွဲနေတယ်လို့ပြောလိုက်တယ်အဆောင်မှုကလည်းချမ်းကိုနင်ကပွဲရပြီးသားဆိုတာငါမမိရဲသွားမယ်ငါနဲ့လိုက်ခဲ့ဆိုပြီးခေါ်သွားတယ်ကျမတို့3ယောက်လေနောက်ဆုံးတော့ဒုက္ခဦးချမ်းနဲ့အတူမနေရတော့ဘူးဆိုပြီးပြောသွားကြတာပေါ့